လူချမ်းမင်းသားကြီးဖြစ်ပေမဲ့နောက်ရင်တောင်ကပါလာတဲ့သားဖြစ်သူကိုပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လေးစားမှုတွေရရှိနေတဲ့နိုင်လူပရိသတ်များလုံးပဲမင်္ဂလာပါဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်လူချမ်းမင်းသားကြီးတွေကဇာကားတွေထဲမှာသာမင်းသားမင်းသမီးတွေကိုဒုက္ခပေးတာကြောင့်ပရိသတ်တွေကသဘောမကျကြပါဘူးဇလန်းသဘောရတာတရုတ်ဆောင်ရပေမဲ့လည်းလက်တွေ့ဘဝမှာတော့လူချမ်းမင်းသားကြီးတွေကမထင်ထားလောက်အောင်ကိုရိုးသားတဲ့အပြင်စိတ်သဘောထားနူးညံ့သူတွေဖြစ်နေပါတယ်အဲ့ဒီထဲမှာဦးနိုင်လူကလည်းတယောက်ပါဝင်ဖြစ်ပြီးတော့ဦးနိုင်လူရဲ့ဖခင်ကောင်ပေးထားတဲ့စိတ်ထားလေးကြောင့်ပရိသတ်တွေကချစ်ခင်နေကြတာပါဦးနိုင်လူဟာသမီး၃ယောက်မွေးထားခဲ့ပြီးတားယောက်ျားလေးကိုအရန်လိုချင်ခဲ့တဲ့သူပါဒါပေမဲ့တားယောက်ျားလေးကတော့မမွေးခဲ့ပါဘူးဦးနိုင်လူကဒုတိယအိမ်တောင်ပြုတ်ပြီးဒုတိယဇနီးမှာတားတစ်ယောက်ပါလာခဲ့ပါတယ်တားဖြစ်သူ9နှစ်အရွယ်ကလေးကဦးနိုင်လူတို့ကလက်ထပ်ခဲ့ကြတာဖြစ်ပြီးတားတစ်ယောက်လိုစောင့်ရှောက်ခဲ့တာပါမိဘတွေကကွာရှင်းလိုက်တဲ့အချိန်မှာသားသမီးတွေရဲ့စိတ်ခံစားချက်ကိုဦးနိုင်လူကနားလည်ပေးနိုင်ပါတယ်ရဝိထုပစ္စည်းတွေနဲ့ဘလို့ပဲပြည့်စုံအောင်ထားပေးပါစေစိတ်ရောက်ငြိမ်မှုကရရှိနိုင်တာကြောင့်ဦးနိုင်လူကနွေးနွေးထွေးထွေးဆက်ဆံပေးခဲ့တာပါသမီးတွေကိုဆုံးမစရာရှိရင်ဆုံးမပေမဲ့လည်းသားဖြစ်သူကတော့ဂယုဏသမီးလိုဘာမှမပြောခဲ့ပါဘူးဒီအပိုင်းမှာတော့ဦးနိုင်လူရဲ့ဒုတိယအိမ်တောင်ကပါလာတဲ့သားဖြစ်သူဟာဒုံလပတ်ဝစ်ခဲ့ပါတယ်တကြံကာလမှာသာသနာပေါင်းတဲ့ကိုဝင်တာဖြစ်ပြီးဦးနိုင်လူကတော့တိမ်စင်းလောင်းပွဲကိုတောင်းရမယ်လို့မထင်ထားခဲ့ပါဘူးအခြားလူတွေကြားထဲမှာဦးနိုင်လူကိုပထွေးဖြစ်နေတာကြောင့်ရှက်သွားမှစိုးရိမ်ပြီးမသွားဘဲနေခဲ့ပါတယ်ဒါပေမဲ့သားဖြစ်သူကတော့ဦးနိုင်လူကိုတိမ်စင်းလောင်းပွဲကိုလာဖို့အတွက်ဖိတ်တာကြောင့်ပျော်ပျော်ကြီးသွားလိုက်တာပါတားယောက်ျားလေးမမွေးထားတာကြောင့်ဦးစင်းဝတ်တဲ့အချိန်မှာဒီလိုဆုံးလောင်းခွင့်ရမယ်လို့ဦးနိုင်လူကမမျှော်လင့်ထားခဲ့ပါဘူးတားဖြစ်သူကလာပြအောင်လာခဲ့ဖို့ဖိတ်တဲ့အတွက်ရောက်သွားခဲ့ပြီးမျက်ရည်တွေတောင်ကျနေခဲ့တာပါဦးနိုင်လူရဲ့ဘဝမှာဒီလိုခိုက်တန်းကတော့အပျော်ဆုံးဖြစ်နေကသူ့မြတ်တာတွေကိုနားလည်ပေးနိုင်တာကြောင့်ကျေးဇူးလဲတင်နေပါတယ်ဦးနိုင်လူဟာလူချမ်းမင်းသားကြီးဖြစ်ပေမဲ့လည်းသားသမီးတွေအပေါ်မှာတော့ဖခင်ကောင်းပြီးသားတဲ့သူပေါင်းဒုတိယအိမ်တောင်ကပါလာတဲ့သူကိုတားရင်တယောက်လိုဆောက်ရှောက်ပေးခဲ့တာကြောင့်သူ့မြတ်တာတွေကိုနားလည်သွားပါတယ်ဦးနိုင်လူကသမီး၃ယောက်ကိုလည်းဖခင်မြတ်တာပြေဝပေးထားပြီးမျက်နှာမငယ်အောင်ထားနိုင်တဲ့သူပေါင်းသမီးတွေရဲ့အမေနဲ့ကွာရှင်းလိုက်ပေမဲ့လည်းကလေးတွေရဲ့အနာဂတ်နဲ့ပတ်သက်လာရင်တော့တိုင်ပင်စရာရှိတာတိုင်ပင်ရပြီးဖခင်တယောက်ရှိတယ်ဆိုတဲ့လုံခြုံမှုကိုပေးထားပါတယ်နောက်ရင်တောင်ကနေပါလာတဲ့သားကိုလည်းခွဲခြားဆက်ဆံမှုမရှိတာကြောင့်အခုချိန်မှာဦးနိုင်လူပြောနေပါပြီဦးနိုင်လူရဲ့သားကရုပ်ရှင်မင်းသားတယောက်လုံးလို့ရအောင်ချောမောနေတာကြောင့်ရောက်ခမတော်ချင်းသူတွေကလည်းရှိနေပါတယ်သာသနာပေါင်းတဲ့ဝင်းချိန်မှာတော့မိန်းကလေးတွေကသဘောကျနေပြီးပြောမဆိုမရှိရင်လည်းခွင့်လွှတ်ဖို့အတွက်စားနောက်နေကြတာပါဦးနိုင်လူဟာဇနီးဘက်ကပါလာတဲ့သားလေးကိုဒီတမကစောင့်ရှောက်ပေးသွားမှာပါဦးနိုင်လူရဲ့သားကရုပ်ရည်ချောမောနေလို့မိန်းကလေးပရိသတ်တွေကြားမှာရေပန်းစားနေပြီးပရိသတ်တွေနဲ့မိတ်ဆက်ပေးတာတော့နောက်ကျတယ်လို့ပြောနေကြပါတယ်လူချမ်းမင်းသားကြီးတွေကဇာကားထဲမှာတော့အမောင်းခံရပေမဲ့လည်းတကယ်လက်တွေ့ဘဝမှာတော့စိတ်သဘောထားပြေဝကြတာပါတချို့တွေကဇာကားတွေထဲမှာတင်မကပဲအပြင်လောကထိမုန်းကြပေမဲ့လည်းအသိမြင်တွေပွင့်လင်းလာတဲ့အခါမှာဇာတ်ရုပ်နဲ့ပြင်ပဘဝကိုခွဲခြားပြီးတော့အားပေးလာကြပါတယ်ဦးနိုင်လူကလည်းဗီလိန်မင်းသားကြီးဖြစ်ပေမဲ့လက်တွေ့ဘဝမှာတော့သားသမီးတွေအတွက်ဖခင်ကောင်းတယောက်ဖြစ်နေပါတယ်နောက်ရင်တောင်ကပါလာတဲ့သားလေးကိုခွဲခြားမှုမရှိဘဲစောင့်ရှောက်ပေးနေတဲ့ဦးနိုင်တို့အပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး